အာဖရိကရိုးရာလူမပါဘဲကပ်ပြသောနှက်ဝင်တဲ့ကွန်ဘိုလူတယောက်မှမရှိဘဲဒုတ်တချောင်းထဲနဲ့ကပ်နေတဲ့အကမျိုးကိုတင်မြင်ဖူးပါသလားဒါဟာလှည့်စားမှုတစ်ခုလို့တင်ထင်ကောင်းထင်နိုင်ပေမဲ့ဒီဒေတာကလူတွေအတွက်တော့ဒါဟာရာစုနှစ်ချီကြာမြင့်နေပြီဖြစ်တဲ့ရှေးဟောင်းရိုးရာဓလေ့တစ်ခုပဲဖြစ်ပါတယ်ဒီလိုကပ်ပြနေတဲ့အရာကိုကွန်ဘိုလို့ခေါ်ပါတယ်သူတို့ရဲ့ယုံကြည်မှုအရာဒါဟာလူတယောက်မဟုတ်ပဲဘိုးဝါဘီပင်တွေရဲ့ဝိညာဉ်ဒါမှမဟုတ်တရေတကောင်လို့ယူဆကြပါတယ်ဒီဝိညာဉ်ဟာသူ့လိုပေါ်ထွက်လာပြီးကပ်ပြလေးရှိတယ်လို့ယုံကြည်ကြပါတယ်ကွန်ဘိုကပ်ပြတဲ့အခါမှာအလွန်လျင်မြန်ပြီးအားကောင်းလာပါတယ်ထူးခြားချက်ကတော့ထမ်းရွက်တွေကြားထဲမှာဘသူရဲ့ခြေထောက်ဒါမှမဟုတ်ခန္ဓာကိုယ်စိတ်အပိုင်းကိုမှမြင်တွေ့ရမှာမဟုတ်ပါဘူးကွန်ဘိုရဲ့အတွင်းထဲမှာဘာရှိလဲဆိုတာကိုသိကျင်လို့ချောင်းကြည့်တာမျိုးဒါမှမဟုတ်ထမ်းရွက်တွေကိုထိတွေ့ကင်တွေရာမျိုးကိုပြင်းပြင်းထန်ထန်တားမြစ်ထားပါတယ်ဒီလိုလုပ်တာဟာဝိညာဉ်လောကကိုစော်ကားတာလို့သတ်မှတ်ပြီးကြီးမားတဲ့ကျိန်စာသင့်နိုင်တယ်လို့ယုံကြည်ကြပါတယ်ဒေသခံတွေအတွက်ကွန်ဘိုဆိုတာဖျော်ဖြေရေးတတ်မဟုတ်ပါဘူးသူဟာရွာရဲ့ကောင်းကျိုးဆိုးကျိုးကိုကြည့်ရှုစောင့်ရှောက်သူဖြစ်ပြီးလူလောကနဲ့ဝိညာဉ်လောကကိုဆက်သွယ်ပေးတဲ့တရားတစ်ခုလို့သတ်မှတ်ကြပါတယ်သူကပြခြင်းအပြင်ဘိုးဝါတွေရဲ့ဝိညာဉ်တွေဟာငါတို့နဲ့အတူရှိနေသေးတယ်ငါတို့ကိုစောင့်ရှောက်နေတယ်ဆိုတဲ့လုံခြုံမှုကိုပေးစွမ်းပါတယ်ဒီရိုးရာကွန်ဘိုနဲ့ပတ်သက်ပြီးသင်တို့ရောဘလို့ထင်ပါသလဲကွန်မန့်မှာမှတ်ချက်ရေးသွားနိုင်ပါတယ်